ရန်ကုန်မြို့ရဲ့အစင်စင်ဖုံးရဲ့ကွက်တစ်ခုမှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက၆ချားစရာအင်ကြီးတစ်လုံးရှိခဲ့တယ်။အင်ကြီးထဲမှာဘယ်သူမှမနေရကြဘူး။ညဘက်ဆိုရင်ထူးဆန်းတဲ့အော်တန်တွေတကားပိတ်တန်တွေကြားရတတ်တယ်လို့ရက်ကွက်ထဲမှာပြောကြတယ်။တချို့ကလည်းအိမ်ထဲမှာမင်းကလေးတယောက်ရဲ့အရိပ်ကိုလမ်းမြင်လိုက်ရတယ်လို့ဆိုကြတယ်။ဒါပေမဲ့တညမှာတော့စွန့်စားခြင်းတဲ့လူငယ်9ယောက်ဟာအဲ့ဒီအင်ကြီးတဲကိုဝင်ဖို့ဆုံးဖြတ်လိုက်ကြတယ်။သူတို့ကတရေဆိုတာမရှိဘူးလို့ယုံကြည်ထားကြပြီးအင်ကြီးရဲ့လှုပ်ဝက်ချက်ကိုဖော်ထုတ်ချင်နေကြတာ။ညသကောင်ကျော်တော့သူတို့9ယောက်သာအင်ကြီးရဲ့တန်တကားကြီးကိုတွန်းဖွင့်ပြီးအထဲကိုဝင်သွားကြတယ်။အိမ်ထဲရောက်တော့မှောင်မဲပြီးတိတ်ဆိတ်နေတာကိုတွေ့လိုက်ရတယ်။လေထဲမှာလည်းစိတ်နေတဲ့အငွေ့သက်တစ်ခုကသူတို့ကိုဖိစီးထားသလိုခံစားရတယ်။ခဏကြာမှအပေါ်ထက်ကနေခြေတန်းလိုလိုတူတူလေးကြားလိုက်ရတယ်။သူတို့9ယောက်သာအတန်လာရကိုလှမ်းကြည့်လိုက်တော့မှောင်မဲနေတဲ့လေကားထိပ်မှာအရိပ်တစ်ခုလှုပ်ရှားနေတာကိုတွေ့လိုက်ရတယ်။ဘယ်သူလဲလို့ရှေ့ဆုံးကလူငယ်တယောက်ကခတ်တိုးတိုးလေးမေးလိုက်တယ်။ဒါပေမဲ့ဘာအဖြေမှပြန်မလာဘူး။အရိပ်ကတော့တဖြည်းဖြည်းနဲ့ပို့ပြီးရှင်းရှင်းလင်းလင်းမြင်လာရတယ်။သူတို့မြင်လိုက်ရတာကစပင်ရှည်တွေနဲ့ဖြူဖြော့နေတဲ့မိန်းကလေးတယောက်ပဲ။သူ့ရဲ့မျက်လုံးတွေဟာမှောင်မဲပြီးကြောက်စရာကောင်းတဲ့အကြည့်တွေနဲ့သူတို့ကိုစိုက်ကြည့်နေတယ်။လူငယ်တွေဟာကြောက်လန့်တကြားနဲ့နောက်ကိုဆုတ်လိုက်ကြတယ်။တချို့ဆိုခြေထောက်တွေတောင်တုန်နေကြတယ်။အဲ့ဒီချိန်မှာမိန်းကလေးဟာတဖြည်းဖြည်းနဲ့လှေကားကနေဆင်းလာတယ်။တွားကြဆိုလို့တယောက်ယောက်ကអော်လိုက်တယ်။လူငယ်တွေဟာအိမ်ထဲကနေအလူအရက်ပြေးထွက်လာခဲ့ကြတယ်။သူတို့နောက်မှာတော့မိန်းကလေးရဲ့တိုးညင်းတဲ့အတန်တခုလိုက်ပါလာတယ်။နောက်တနေ့မနေ့မှာရက်ွက်ထဲကလူတွေဟာအိမ်ကြီးရှိမှလူငယ်9ယောက်ရဲ့ကားကိုတွေ့လိုက်ကြတယ်။ဒါပေမဲ့ကားထဲမှာဘယ်သူမှမရှိတော့ဘူး။အဲ့ဒီလူငယ်9ယောက်ဟာဘယ်တော့မှလည်းပြန်ပေါ်မလာတော့ဘူးလို့ဆိုကြတယ်။အခုချိန်ထိအဲ့ဒီအင်ကြီးဟာတိတ်ဆိတ်ပြီးကြောက်စရာကောင်းနေတော့မယ်။ညဘက်ဆိုရင်အင်ကြီးတွေကနေတိုးညင်းတဲ့မိန်းကလေးရဲ့အတန်ကိုကြားရတတ်တယ်လို့တချို့ကယုံကြည်နေကြတယ်။